ပြီးမှအမဘာတွေကိုတင်ယူခွင့်ရလိုက်လေရှင်ရန်အရင်လိုလဲစိတ်ကမပြောညံ့တော့ဘူးဘာပဲဖြစ်ဖြစ်ကိုရင်ဆိုင်ရမယ်ဆိုတဲ့အတီတရားတွေအများကြီးပဲတိုးလာတယ်ပေါ့နော်အဓိကကိုရဲ့အသက်ကြီးတာအဓိကတန်ဖိုးရှိတာပေါ့လေကျန်တာတွေကနောက်ကိုပြန်ပြီးကိုရှာလို့ရတယ်စီးပွားလည်းပြန်လုပ်လို့ရတယ်နော်အဓိကတော့ကိုရဲ့စိတ်ကိုပို့ပြီးတော့တန်မာလာတာတော့အများကြီးပဲအကျိုးရှိတာပေါ့လေအမအနေနဲ့ကိုအရင်ကမသိတဲ့ကိုရဲ့ skill တွေကိုရောဒီအဖြစ်ပြက်ပြီးမှတွေးလိုက်ရလားဖော်ထုတ်ခွင့်ရလိုက်တာပေါ့မှာတော်တော်များများတော့ဖော်ထုတ်ခွင့်ရလာတယ်ပြောရမယ်ညီမလေးဆုံးရှုံးလိုက်ရတာတခုဆိုပေမဲ့အမပြန်ရလာတာလေးလည်းအများကြီးလို့ကိုသတ်မှတ်လိုက်တယ်ဒါသဘာဝကြောင့်ဖြစ်တဲ့ကိုတယောက်တည်းဖြစ်တာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့မေးပြလို့တော့မရပါပဲကိုရှေ့ဆက်ရမယ့်ဘဝကိုလည်းတော့ကောင်းအောင်နေနိုင်မှုအများကြီးပဲစူးစမ်းတယ်လုပ်ငန်းလေးလုပ်ဖြစ်တဲ့ရည်ရွယ်ချက်လေးကိုလည်းပြောပြပေးပါအောင်ရှင်ဒီကအမစားခဲ့တဲ့အချိန်လေးပြောမယ်ဆိုရင်တော့ကိုဗစ်တွေဖြစ်တဲ့အချိန်ပေါ့လေဒီကဈေးဝယ်ရတာသူတို့တော်တော်ခက်ခဲကြတယ်ကိုဗစ်တွေဖြစ်တဲ့အချိန်မှာအမစပြီးတော့လှုပ်ခဲ့တယ်သူတို့လည်းအဆင်ပြေတယ်ကိုလည်းအဆင်ပြေတယ်ကိုဗစ်ထိထားတဲ့လူနာတွေထိအောင်ကိုအမတို့ရအောင်ပို့ပေးခဲ့တယ်ဒီမှာတော့အဆိုးတွေကအကောင်းပေါ့နော်ယောဂတွေဖြစ်တယ်သူများတွေကစီးပွားတွေအဆင်ပြေကြဘူးအလုပ်တွေလုပ်လို့မရဘူးဒါကိုပဲအမအားသာချက်အနေနဲ့ယူပြီးတော့မှအလုပ်ကိုစလုပ်ခဲ့တာကောင်းပါတယ်ဒီကိုလုပ်ငန်းအပေါ်ကို product အပေါ်မှာကို customer တွေကိုဘယ်လိုအာမခံမျိုးတွေပေးမယ်ဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးနေလဲရှင်ဒီ free လေးပို့ပေးရပါတော့အရန်ဝေးတဲ့နေရာတွေမှာဒါအမယူတယ်ဒါမှဟိုတကယ်အပ်ပေးလိုက်တာပေါ့လေနော်ကိုယ့်ရဲ့ customer အဓိကအဆင်ပြေဖို့ပဲအမဦးစားပေးပြီးတော့လုပ်ပေးဖြစ်တယ်ညီမလေးဘာသာတရားကိုကိုင်းဆိုင်နဲ့အစ္စလမ်အမျိုးသမီးတယောက်အနေနဲ့တပြိုင်တည်းမှာပဲအောင်မြင်တဲ့လုပ်ငန်းရှင်အမျိုးသမီးတယောက်ဖြစ်နိုင်လားအမရဲ့အမြင်လေးရောပြောပြပေးပါအောင်ရှင်။ဒါမျိုးသမီးတယောက်အနေနဲ့ဘာသာရေးကိုကိုင်းဆိုင်တဲ့အမျိုးသမီးတယောက်အနေနဲ့အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်နိုင်တယ်။ညီမလေးအမတို့အစ္စလာမ်မှာဆိုလို့ရှိရင်လည်းအရှိမအတူယူစရာတမန်တော်မြတ်ကြီးရဲ့ဇနီးတော်ဟဇရတ်ခဒီဂျာရဒီအလ္လာဟ်အန်ဟာတခင်မကိုယ်တိုင်ကလည်းဒါသင်ရှားခဲ့တဲ့ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အစ္စလာမ်ရဲ့နေစနစ်အတိုင်းတိုင်းတမန်အာဇီဝါနဲ့ဟာလာရိုဇီကိုရှာဖွေပြီးတော့ဟိုလုံတဲ့လုပ်ငန်းတိုင်းမှန်သမျှမှာမျိုးသမီးတွေလုပ်ခွင့်ရှိတယ်လို့အမအနေနဲ့ကတော့မြင်တယ်ယူဆတယ်ပေါ့နော်ဒီလိုဖြစ်ပျက်တွေကိုရင်ဆိုင်ခဲ့ရတဲ့အမျိုးသမီးငယ်လေးတွေအခုလုပ်ငန်းခွင်ကိုပြန်ဝင်နေကြတဲ့အမျိုးသမီးလေးတွေရောအမအားပေးစကားလေးပြောပေးပါအောင်ရှင်စိတ်ထဲမှာဒီအဖြစ်ပြက်ကြီးကိုစိတ်ထဲမှာဆွဲမထားပဲပေါ့နောက်ရက်တွေဆိုတာရှိနေသေးတယ်ကိုယ့်ရဲ့အောင်မြင်မှုတွေဆိုတာလည်းရှိပါသေးတယ်အားမလျှော့ကြပါနဲ့လို့ကိုကနေမှလက်လျှော့လိုက်မယ်ဆိုလို့ရှိရင်စိတ်ဓာတ်တွေကြမယ်ဆိုလို့ရှိရင်ဘာမှထူးလာမှာမဟုတ်ဘူးလေနော်ကိုအသက်ကအရန်ကိုတန်မိုးချီတဲ့အတွက်ကြောင့်မလို့အသက်ရှင်နေသမျှနေရက်တိုင်းမှာကိုလှုပ်ဆောင်နေနိုင်သမျှဒါအောင်မြင်မှုလို့ပြောလို့ရတယ်နော်ညီမလေးအဲ့တော့အားမလျှော့ကြပါနဲ့နေရက်တိုင်းမှာအောင်မြင်မှုတွေရှိနေသေးသေးကိုကြိုးစားလို့ရပါတယ်လို့